Hello ဆိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကအမှန်တကယ်တော့ဒီ routing security ကမနေ့ကကျွန်တော်တို့ RTBH မသမင်းခိုင် lab တိုင်ခင်ကျွန်တော်တို့ပြောမယ့်ဥစ္စာပေါ့နော်ဒါပေမဲ့တိုင်နေပဲကြောင့်ဒါပြောပြီးမှlab ပြင်လုပ်ပြီးမှဒါပြောဖြစ်သွားတာပုံမှန် schedule ရတော့ကျွန်တော်တို့ဒီကောင်ပြောတယ်ပြောပြီးရင်ကျွန်တော်တို့ lab လုပ်တယ်ဒါဆိုရင်ဘာကိုလုပ်ရလဲဆိုတာသိသွားအောင်ပေါ့နော်ခုဒီနေ့တော့ကျွန်တော်လည်းပြောင်းပြန်ဖြစ်သွားတယ်အဲ့တော့ပြောချင်တာကပြီးရင် quiz session မှာဒီကမေခွန်းအများကြီးပါမှာမြန်မြန်သားထောင်တေချာနားထောင်ထားအောင်အဲ့လိုပဲဆွဲဆောင်ပါလားဟုတ်ပြီနော်အဲ့ quiz session မှာမေခွန်းတွေကဒီကလာမှာအဲ့တော့ပထမစုဒုတိယစုတတိယစုကဒီကလာမှာဟုတ်ပြီနော် quiz session ကိုအဲ့လိုပဲဆွဲဆောင် okay အဲ့တော့အဓိကတော့ကျွန်တော်drive မဖြစ်အောင်ဟိုနော်အရင် drive မဖြစ်အောင်လည်းစိတ်ဝင်စားအောင်ပြောမယ်တချို့ဟာတွေကကျွန်တော်ပြောတာအကုန်နားမလဲလဲတဝက်လောက်နားလဲတယ်ဆိုရင်ဒါကonline မှာလည်းရှိတယ်ကျွန်တော်ဗီဒီယိုတင်ထားတာရှိတယ်အဲ့မှာပြန်ကြည့်ပြီးတော့မသိတာရှိရင်လည်းကျွန်တော်တို့ဒီပြောလို့ရတယ်ဒါသိပြီးသွားမှမနေ့ကလုပ်တဲ့ workshop လုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ MMIS ကိုrequest လုပ်လို့ရတယ်ကျွန်တော်တို့ MMIS ကမှာပဲဖြစ်ဖြစ်ကျွန်တော်ပြန်ပြီးစီစဉ်ပေးလို့ရတယ်ဟုတ်ပြီနော် okay ကျွန်တော်စရအောင်အဲ့တော့ slide ပေါင်းကအားလုံး45ခုလောက်ရှိတယ်ဒါပေမဲ့ကျွန်တော် slide တစ်ခုကို30 second ပဲပြောမှာဆိုတော့အားလုံးနိုင်ဝက်လောက်ပဲကျွန်တော်ပြောမှာပါနော်ဟုတ်ပြီဟုတ်ပြီရတယ်ရပြီနော်ရအောင်အဲ့တော့ကျွန်တော်တို့ကဘာကြောင့် routing security ပြောဆိုတော့ကျွန်တော်ဒီအကုန်လုံးလည်း lab လုပ်ပြီး EBGP PI လုပ် EBGP PR လုပ်ကြတယ် IBGP PR လုပ်ကြတယ်ကျွန်တော်တို့ဒီ ISP မှာ PR လုပ်ကြတယ်ဟုတ်ပြီနော်အဲ့တော့IBGP internet peering ဆိုတာကို control ကို network ထဲမှာကိုဘယ် IP တွေကြီးညာမလဲဘယ် IP တွေမကြီးညာလဲ control လုပ်တာ EBGP peering ဆိုတာကျွန်တော်တို့ organization နဲ့ကျွန်တော် AS 100နဲ့တခြားလူ control လုပ်ထားတဲ့ AS 200နဲ့ကျွန်တော် peering လုပ်တာဟုတ်နော်သူ့ router နဲ့ကို router ကြားမှာဘာမှ fit တာမရှိဘူးအဲ့တော့ pocket IP address တွေကြီးညာနိုင်တယ်အဲ့တော့ကျွန်တော်က AS 100ဟိုဘက်က AS 200တော့ AS 200နေပြီးတော့ကျွန်တော် Google IP တွေကြီးညာလိုက်မယ် Facebook IP တွေကြီးညာလိုက်မယ်ဒါဆိုရင်ကျွန်တော် traffic ကျွန်တော်ဒီရဲ့ customer ရဲ့ Google traffic တွေ YouTube traffic တွေဟုတ်ပြီနော်ကျွန်တော်ရဲ့ Viber traffic တွေဘယ်သွားမလဲဆိုတော့ AS 200သွားမှာဟုတ်ပြီလားဘာလို့ကျွန်တော်နဲ့ Google နဲ့ direct ချိန်ထားမို့ကျွန်တော်နဲ့ Google နဲ့ကကျွန်တော် AS ရာကျွန်တော်နဲ့ Google နဲ့ကြားထဲမှာကျွန်တော်ရဲ့ upstream provider တွေ Telenor တို့ Airtel တို့ဟုတ်ပြီနော်ကျွန်တော် Oi တို့အဆင့်ဆင့်ခံပြီးချိန်ထားတာကျွန်တော်နဲ့ AS 200နဲ့က maybe direct ချိန်ထားတယ်ဆိုရင်ဟုတ်ပြီနော်သူကနေ Google IP ကြီးညာလိုက်တယ်ဆိုရင်ကျွန်တော် traffic တွေအကုန်လုံးသူစီသွားမှာသူ့မှာ Google ရှိချင်မှရှိမှာဟိုဘက်က pocket IP မျိုးစုံကြီးညာနိုင်သူ့မှာရှိမရှိကြီးညာဒါမျိုးတွေကျွန်တော်တို့ဘယ်လို prevent လုပ်မလဲဆိုပြီးတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ internet ကိုပြောရတော့အဓိကပြောချင်တာက internet ဆိုတာတယောက်နဲ့တယောက် organization မတူ under different control အောက်က different administration အောက်ကတယောက်နဲ့တယောက်ချိတ်ဆက်တဲ့ခါကျရင်ကျွန်တော်တို့ကကိုယ့်ရဲ့ organization ကိုယ့်ရဲ့ customer တွေကိုကျွန်တော်တို့က protect လုပ်ထားရမယ် IP level နေဟုတ်ပြီနော်ပေါက်ကရ IP ဖြစ်အောင်အဲ့အတွက်ကျွန်တော်တို့ peering security ကိုကျွန်တော်တို့က focus လုပ်ပြီးပြောတာပါနော် okay အဲ့တော့လက်ရှိကျွန်တော်တို့ internet ပေါ်မှာကျွန်တော်တို့ route ပေါင်းကဘယ်လောက်ရှိလဲဆိုတော့ဒါကကျွန်တော်2024မှာဟုတ်ပြီနော်အဲ့တော့ရှိတာ route ပေါင်း9သိန်းကျော်ရှိတယ်အဲ့တော့ route ပေါင်း9သိန်းကျော်ရှိတယ်ဆိုတော့ဒါကဘာကြောင့်ပြောရလဲဆိုတော့ route ပေါင်း9သိန်းကျော်ရှိတယ်ဆိုတော့ကျွန်တော်ရဲ့ IGBlue router ဘာအများကြီးလို့လဲဆိုတော့ဒီ route ပေါင်း9သိန်းကျော် handle လုပ်ဖို့အတွက် memory အများကြီးလိုတယ် CPU အများကြီးလိုတယ်အဲ့ဒီမှာတရားရောက်ကကျွန်တော်ရဲ့ net ချိန်ထားတဲ့ PR router ကနောက်ထပ် route ကိုနောက်ထပ်2သိန်းလောက်ထပ်ပြီး generate လုပ်ပြီးဆိုရင်ကျွန်တော်ရဲ့ကောင်ကဘာဆို memory overload ဖြစ်မယ် CPU overload ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ဒါတွေကိုကျွန်တော်ဘယ်လို control လုပ်မလဲဆိုတာရှိနေတာဟုတ်ပြီနော်ကျွန်တော် router ကသေးသေးလေးဖြစ်နေတာဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော် route ပေါင်း9သိန်းကျော်ကို even ကျွန်တော်ရဲ့ upstream မဟုတ်ဘဲနဲ့ကျွန်တော် customer ကနေပြီးတော့ route ပေါင်း9သိန်းကျော်ကျွန်တော်ပြန်ပြီး inject လုပ်လိုက်တာမျိုးဆိုရင်ကျွန်တော်ဒုက္ခရောက်မှာကျွန်တော်က AS 100ဆိုရင်ကျွန်တော်ရဲ့ internet route ကဘယ်သူစီရပဲလာမလဲဆိုတော့ route 9သိန်းကျော်ကျွန်တော်ရဲ့ upstream ကပဲလာမှာအကြောင်းကြောင့်ကျွန်တော် customer စီကနေ route 9သိန်းကျော်ကကျွန်တော် customer ကဟိုဘက်မှာတခြား ISP နဲ့ချိန်ထားပြီးတော့တခြား ISP ကရလာတဲ့ route ပေါင်း9သိန်းကျော်ကျွန်တော်စီပြန်ပြီး inject လုပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒုက္ခရောက်ပြီဟုတ်မလားနံပါတ်1ကျွန်တော် customer သွားပြီးတော့ complain လုပ်လို့မရအောင်ဘာလို့ဆိုတော့ကျွန်တော်တို့က provider customer နဲ့ချင်းကျွန်တော်တို့က provider ကျွန်တော်တို့ network ကို prevent လုပ်ဖို့ကကျွန်တော်တောင်း
ကျွန်တော် customer ကို educate လုပ်ဖို့ကကျွန်တော်တောင်း customer ပေါက်ကရကြီးလုပ်နေတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမှလုပ်လို့မရအောင်ဒါမျိုးတွေကျွန်တော်တို့ရှိလာပေါ့နော်အဲ့တော့လက်ရှိ internet ပေါ်မှာကျွန်တော်တို့ route ပေါင်း9သိန်းကျော်ရှိတယ်အဲ့ပေါ်မှာခုနပြောသလိုမဆိုင်တဲ့ organization တွေကသူနဲ့မဆိုင်တဲ့ IP တွေကြီးညာတယ်ဒါတွေကိုကျွန်တော်ဘယ်လို prevent လုပ်လဲဆိုတာကျွန်တော်တို့ရှိလာပြီပေါ့နော်အဲ့တော့လက်ရှိက route ပေါင်း9သိန်းကျော်ရှိတယ် AS ပေါင်းကကျွန်တော်ဘယ်လောက် announce လုပ်ထားလဲဆိုတော့ကျွန်တော်တို့ဒီလောက်က announce လုပ်ထားတယ်ပြီးရင် /24 byte ဒါတော့ကျွန်တော်တို့ internet ပေါ်မှာ /24 ကဘယ်လောက် announce လုပ်ထားလဲဆိုတော့ဒီ route ပေါင်း9သိန်းကျော်ရဲ့တစ်ဝက်က /24 အနေနဲ့ announce လုပ်ထားတာအကယ်၍အဲ့ဒါတွေကကျွန်တော်က /23 ထိ short ချနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ routing table ကဒီလောက်အများကြီးလုပ်တော့မှာမဟုတ်ဟုတ်နော်ဒါတော့ကျွန်တော်တို့ကအခု internet ပေါ်မှာ ISP အများစုက limit လုပ်ထားတာက /24 ထိပဲကျွန်တော်ကပေးလုပ်ထားလို့အကယ်၍ဒါ /25 ပေးလုပ်မယ် /26 ပေးလုပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ routing table တွေကအရင်ကိုကြီးလာလိမ့်မယ်ဟုတ်နော်ဒါကကျွန်တော်တို့ရဲ့ limitation ကြောင့်ဟိုဒါကိုကလည်းဒါဘာကြောင့်ပြောလဲဆိုတော့ဒီ information နဲ့ default ပါလာမဟုတ်ဘူးကိုက customer နဲ့ PRI လုပ်ပြီဆိုရင်ဟိုမှာ customer အကြောင်းကြောင့် /25 ကြီးညာတာတို့ /26 ကြီးညာတာတို့ဆိုရင်ကျွန်တော်တို့ရဲ့ routing table ထဲကိုအဝင်ခံလို့မရဘူးဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့လက်ရှိကကျွန်တော်9သိန်းဖြစ်နေတာအဲ့ဒါကို तू က/24 တွေကို तू က/25 တွေထပ်ပြီးခွဲချလိုက်မယ်ဆိုရင်ကျွန်တော် network ကအရင်ကြီးသွားလိမ့်မယ်ဟော sorry ကျွန်တော် BGP တွေပဲအရင်ကြီးသွားရင်ဒုက္ခရောက်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က internet ပေါ်မှာအဲ့တော့ filter လောက်အောင်မှာကဘာလို့ဆိုတော့ /24 ထက် /25 တွေ /26 တွေလာရင်ကျွန်တော်တို့က number 1ဘယ်လို condition ပဲဖြစ်နေကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုတော့ reject လုပ်အောင်ဒါကကျွန်တော်တို့နောက်ပိုင်း routing security ရေးတဲ့ BGP routing security ရေးတဲ့ခါကျရင်တော့ configuration က Huawei နဲ့ရင်ကျွန်တော် Huawei method နဲ့ရေးရမယ် Geneva နဲ့သွားရင် Geneva method သွားမယ် Cisco ဆိုရင် Cisco method သွားမယ်ကျွန်တော်တို့နားလည်ထားဖို့က /24 တဲ့ကြီးလာတဲ့ internet ပေါ်မှာလာတဲ့ network တွေဆိုရင်ကျွန်တော်တို့ကဘာလို့ဆိုတော့ reject လုပ်အောင်ဟုတ်နော်IPv6 ကတော့ကျွန်တော်တို့လောလောဆယ်ပြဿနာမရှိသေးဘူး IPv6 ကကျွန်တော်တို့ရဲ့ state manager ပဲအများစုလည်းမသုံးကြသေးဆိုတော့ကျွန်တော်လက်ရှိမပြောဒါပေမဲ့ IPv6 မှာလည်းကျွန်တော်တို့ limit ရှိတယ် /48 ပဲလက်ခံမယ်တို့ /32 ပဲလက်ခံမယ်ဆိုကျွန်တော်တို့တာရှိရဟုတ်ပြီနော် idea ကကျွန်တော်တို့သိထားဖို့က IPv6 ဆိုရင် /24 ပဲလက်ခံမယ် /25 26ဆိုရင်ကျွန်တော်တို့က reject လုပ်မယ်ဟုတ်နော်ရေးတဲ့ language ကကိုသုံးတဲ့ router ပေါ်မှာတူပြီးတော့ကျွန်တော်တို့ရေးရမယ်ဟုတ်ပြီနော်နောက်တစ်ခါ BGP PI လို့ရင်ကျွန်တော်တို့မနေ့ကလည်းလုပ်ခဲ့တယ်ဒီနေ့မနေ့လည်းလုပ်ခဲ့တယ်နံပါတ်1ချက်ကကျွန်တော်တို့နေပါတွေထည့်မယ်ဒါတော့ကျွန်တော် IPv6 method နဲ့ရေးတာပြီးရင်ကျွန်တော်တို့အရေးကြီးတာကဘာလဲဆိုတော့မနေ့ကလည်းလုပ်ခဲ့ပြီး restriction ထည့်ရမယ်ဟုတ်မလားကျွန်တော်တို့ရဲ့ IG blue မှာကျွန်တော် PI က10ခုလောက်ရှိမှာ restriction တစ်ခုချင်းစီရှိရမယ် plus အရေးကြီးတာကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ password protect လုပ်အောင်ဟုတ်မလားcomment ကကျွန်တော်တို့ password အဲ့တော့အထူးသဖြင့် ISP လိုမျိုးမှာဆိုရင်ကျွန်တော်က /24 နဲ့ဟိုမှာ PI လုပ်နေတာကျွန်တော် AS ကိုဟိုဘက်ကဘာကြောင့်ကျွန်တော်တို့လုပ်လိုက်ဆိုတော့ကျွန်တော်တို့ကတခြား organization နဲ့ဒီ table ကနေဟိုဘက် table နဲ့ PI လုပ်တာဒီ table က organization တစ်ခုဆိုဟိုဘက် table organization တစ်ခုအဲ့ဒီမှာဒီဘက်ကဒီတိုင်း plain text နဲ့ကျွန်တော်တို့က password မပါဘဲနဲ့ PI လုပ်ထားရဲဆိုရင်ဟိုဘက်ကအကြောင်းကြောင့် junior engineer ကဝင်လာတယ် configuration တွေချိန်ပြီးတော့ router အသစ်နဲ့ PI လုပ်ရင် password မသိပဲလုပ်ရင်ကျွန်တော်ဘက်က automatic PI accept ဖြစ်နေမှာပဲကျွန်တော်ဘက်က organization ဘာမှမချိန်ဘူးအကယ်၍ကျွန်တော်တို့ကဂျားထဲမှာ password နဲ့ချိန်ထားတယ်ဆိုရင် maybe engineer အသစ်ကဝင်လာဒီ password သူမသိဘူးဆိုရင်ကျွန်တော်လည်းဘယ်လိုနည်းနဲ့မှ PR လုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့ even very small step ဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့ EBGP PR external နဲ့ PR လုပ်တိုင်းဟုတ်ပြီနော် even ကျွန်တော်တို့ MMIS နဲ့ PR လုပ်တိုင်းကျွန်တော်တို့ဘာခံရမလဲဆိုတော့ password ခံရမယ်ဟုတ်ပြီနော်အဲ့တော့ရေးရမဲ့တဲ့ကျွန်တော်ခုနပြော Geneva ဆို Geneva နဲ့ရေးမယ် Huawei ဆို Huawei နဲ့ရေးမယ် ZTE ဆို ZTE နဲ့ရေးမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က very necessary ဒါကြောင့်ကျွန်တော် very necessary လို့ပြောတာဟုတ်ပြီနော်နောက်တစ်ခါ maximum prefix maximum prefix ကခုနကျွန်တော်ပြောဆိုကျွန်တော်ရဲ့ routing table မှာ route 9သိန်းကျော်ရှိနေဟုတ်ပြီနော်အဲ့တော့ကျွန်တော် customer နဲ့စစဉ်းစားအောင်ကျွန်တော် customer နဲ့ PI လို့ရင်ကျွန်တော် customer စီကနေလာမဲ့ prefix အရေးအတွက်ကသူ့မှာ public IP 4ခုရှိတယ်ဆိုရင် /24 4ခုရှိရင်သူကျွန်တော်စီကလာမှာ4ခုပြင်ပို့လာလို့မရဘူးသူက /22 ပိုင်နေဆိုရင်ဟုတ်ပြီနော် /22 ပိုင်နေဆိုရင်ကျွန်တော် /24 ဘယ်နှခုခွဲလို့ရပါရင်လေ/22 customer /22 IP address တစ်ခုရှိတယ်ဒါဆိုသူ /24 ဘယ်နှခုခွဲလို့ရတယ်ဟုတ်လို့လားဟုတ်လဲဟုတ်ပါမဟုတ်လို့လားဆိုရင်4ခုခွဲလို့ရအဲ့တော့ကျွန်တော် customer /23 တစ်ခုဆိုပိုင်နေဆိုရင်သူကျင်ညာလို့ရတာက/22 ခုပိုင်နေသူကျင်ညာလို့/22 ခုသူကျင်ညာလို့ရတယ်23နှစ်ခုကျင်ညာလို့ရတယ်prefix 3ခုလက်ရှိပြီးရင်/24 4ခုကျင်ညာလို့ရတယ်အဲ့တော့ကျွန်တော် customer ကသူက/22 တစ်ခုပိုင်နေဆိုရင်သူစီကနေလာလို့ရမယ်maximum prefix ကဘယ်ခုပဲရှိဆိုတော့9ခုပဲရှိအောင်
ကျွန်တော်တို့က10ခုပဲရှိရမယ်10ခုတက်ကြော်ပြီးတော့သူကကြီးညာခဲ့သည်ရှိတော့သူ့ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ shut down လုပ်မှာလား warning လုပ်မှာလား reset လုပ်ပြမှာ BGP ဒါကိုကျွန်တော် filter လုပ်အောင်ကျွန်တော် app string နဲ့ဆိုတော့ကျွန်တော် filter လုပ်မရ app string ကကျွန်တော် route တစ်ကြောင်းလာမှမသိဘူးဒါပေမဲ့ကျွန်တော် downstream customer က /22 ပဲပိုင်နေဆိုရင်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ customer ကနေပြီးတော့ activate customer /22 အပြင်နောက်တဲ့ IP တစ်ခုပြန်လာရင်ကျွန်တော် manually ပြန်ဖွင့်ပေးမယ်ဒါပေမဲ့ automatic ကတော့ကျွန်တော်တို့က /22 ပဲပိုင်နေဆိုရင်/22 နဲ့ဆိုင်ခွဲလို့ရတဲ့ကောင်က /22 ခုရှိမယ်23 နှစ်ခုရှိမယ်3ခုရှိမယ်/24 4ခုရှိမယ်အားလုံး9ခုဖြစ်တဲ့အတွက်ကျွန်တော် filter ကဘာဖြစ်အောင်လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ maximum prefix 10ခုအပြင်ကျွန်တော်ပို့ပြီးလက်ခံလို့မရအောင်ဒါကိုကျွန်တော် filter လုပ်ထားအောင်ဟုတ်ပြီနော်ဟို comment ကအရေးမကြီးဘူးကျွန်တော်တို့လောက်ရမှာ maximum prefix အထူးသဖြင့် customer နဲ့ PI လောက်တိုင်းမှာဟုတ်ပြီနော်ဟိုကြောင့် customer ကသူ့ရဲ့ public IP အပြင်သူ့ရဲ့ private IP တွေပါကျွန်တော်စီရောက်လာမယ်ဟုတ်ပြီနော်ဒါမျိုးတွေရှိတယ်ဆိုရင်ကျွန်တော်တို့ filter လုပ်အောင်အဲ့တော့နံပါတ်1ကျွန်တော်ဗာပြောရလဲဆိုတော့ပြန်ပြီး recap လုပ်မယ်ဆိုရင်ကျွန်တော်တို့ဗာလဲဆိုတော့ဒီ /24 တွေပဲလက်ခံရမယ် BGP PR လောက်ရမယ် maximum prefix လောက်ရမယ် BGP PI မှာကျွန်တော် customer လောက်ရမယ်နော်နောက်တစ်ခါ AS band အဲ့တော့မနေ့ကကျွန်တော်တို့ traffic engineering ကစားတဲ့ခါမှာကျွန်တော်တို့ကဟို prepare နေလောက်ကြတယ်3ချိန်4ချိန် okay ဒါတို့ကျွန်တော်တို့ကလက်ခံတယ်ဒါပေမဲ့ customer တော့ကြအကြောင်းဟိုဘက်က customer ကကျွန်တော်ရဲ့ customer အောက်ကနေ prepare ကိုအချိန်100လောက်ပါပြီ they can write the config very easy just ဟုတ်ပြီလားသူ router ထဲမှာ AS prepare ကို10အဲ့ဒါတွေခေါက်သွားပြီပို့လိုက်ရင်ကိုယ်စီကြိုင်ပါပြောတယ်ဒီလက်ကားနေကိုယ့်ရဲ့ BGP တွေပဲကြီးသွားမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကလည်း customer စီကနေပြီးတော့ AS ဘယ်နှခါဘယ်လောက် limit လုပ်မလဲဆိုတာကျွန်တော် limit လုပ်အောင်အထူးသဖြင့် downstream ကဘာလို့အထူးသဖြင့် downstream တွေကဘာကြောင့်ပြောလဲဆိုတော့ကျွန်တော် customer primary link ရှိရ secondary link ရှိရဆိုရင် primary link က traffic သွားမယ် secondary link ကမသွားခြင်းနောက်လျှောက်ကို prepare လုပ်တာဟုတ်ပြီနော်အဲ့တော့ customer စီကနေတက်လာမဲ့ AS ကပုံမှန်ဆို customer နဲ့ကျွန်တော်နဲ့ PIN ဖြစ်တဲ့အတွက် 1AS ဆိုအဝေးပဲရှိမယ်သူ့ကို traffic engineer အတွက် secondary link ကိုကျွန်တော်အလုံးစုံ AS ဘယ်နှခါ prepare ပေးလုပ်မလဲ9ခုပေးလုပ်မယ်အဲ့တော့ကျွန်တော် customer နဲ့ PIN လုပ်တဲ့ခါကျရင်ကျွန်တော် limit 9ခုပဲရှိအောင်အဲ့ဒါမျိုးပဲရှိအောင်ဒီပဲကျွန်တော် upstream ပါတော့အဲ့လိုပေါက်ကရလောက်ထားတာရှိရင်ကျွန်တော် BGP တွေပဲတော့ကျွန်တော်ပေးဝင်စရာအကြောင်းမရှိဘူးအလကားနေကြည့်နေပါဟုတ်ပြီနော်ဒါမျိုးတွေကျွန်တော်တို့ maximum AS pack ကိုကျွန်တော်တို့ limit လုပ်အောင်ဟုတ်ပြီနော်ပြန် recap လုပ်မှဆိုရင် password ခံရမယ်ကျွန်တော်တို့ prefix list limit လုပ်ရမယ် AS pack ကို limit လုပ်ရမယ်ကျွန်တော် BGP PIN လုပ်တဲ့ခါကျရင်ဟုတ်ပြီနော်အဲ့တော့ဒါက is a real life ကျွန်တော်တို့ရဲ့ route server မှာတရားဒီ global route server ဝင်ကြည့်လိုက်ရင်ဒီ IP ကဒီလောက် prepare လုပ်ထားတာဒါ100 prepare ဟုတ်ပြီနော်ဒါမျိုးတွေဆိုရင်ဘာလို့ကျွန်တော်ရဲ့ router ထဲမှာ memory အကုန်ခံ CPU အကုန်ခံပြီးကျွန်တော်က plan မှတ်အောင်ပါလေဟုတ်တယ်နော်ဒါမျိုးတွေကျွန်တော် reject လုပ်လိုက်အော်ဒီ route မတွေ့ရင်ဘာနဲ့သွားမလဲဒီ route မတွေ့ရင် share ပြဿနာမရှိကျွန်တော်မှာပါရှိတယ် default route ရှိတယ် default route နဲ့အရင်ဆက်သွားမှာဒီ route ကိုကျွန်တော်သိစရာမလိုတော့နော်ဟောဒါလေးတစ်ခုကျွန်တော်တို့ရှိရဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ ဒါကအချမ်းမြင့်ပြောပါအဲ့တော့ကျွန်တော် BGP ကို filter လုပ်မယ်ဆိုရင်ကျွန်တော်စဆင်းရမှာဘယ်လို filter လုပ်မလဲကျွန်တော်ရဲ့နော်ကျွန်တော်ကိုယ်တိုင်က AS 6450ကျွန်တော်ရဲ့ upstream provider တွေဟိုကျွန်တော်ဘယ်လို filter လုပ်မလဲနော်အဲ့မှာသုံးတဲ့ method နဲ့ကျွန်တော်ရဲ့ downstream customer တွေဘယ်လို limit လုပ်မလဲဟုတ်ပြီနော်ဘာလို့ကျွန်တော် upstream provider တခုလုပ်တယ်ဆိုရင်ကျွန်တော်သူ့ကို name 1 complaint လုပ်လို့ရတယ်ဟောကျွန်တော်ကသူ့စီကနေပတ်စံပေးပြီးဝယ်ထားတာကျွန်တော်ရဲ့ downstream customer ကနေပေါက်ကရတစ်ခုခုလို့ရင်နံပါတ်1ကျွန်တော်သူ့ complaint လုပ်လို့မရအောင်။သူကကျွန်တော်ပတ်စံပေးတာ။အဲ့တော့အဲ့ပေါ်မူတည်ပြီးတော့ upstream ကိုကျွန်တော်ဘယ်လို filter လုပ်မလဲ။ downstream ကိုဘယ်လို filter လုပ်မလဲ။ plus ကျွန်တော်တို့ IS နဲ့ချိန်ထားတယ်ဆိုရင်ကျွန်တော် PR ကိုဘယ်လို filter လုပ်မလဲ။အဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဘာတွေကွာမလဲဆိုတော့ filter လုပ်ပုံလိုအပ်တဲ့ requirement တွေကွာအောင်မယ်။ဟုတ်ပြီနော်။ filter လုပ်တဲ့ requirement ကျွန်တော် downstream ကို filter လုပ်တဲ့ requirement နဲ့ upstream ကို filter လုပ်တဲ့ requirement နဲ့ကျွန်တော်ရဲ့ဒါဘေးတိုက် peering ကိုလုပ်တဲ့ requirement နဲ့မတူဘူးဟုတ်ပြီနော်အဲ့ဒါတွေကိုကျွန်တော်စင်ချင်းပြောပါတော့ filtering ကို BGP တော့တဲ့ခါမှာတော့ကိုက BGP ပြလုပ်ပြီဆိုတာနဲ့နေပါ BGP ထည့်လိုက်တာကိုနားလည်ထားမှာ requirement ဟိုကျွန်တော်လည်း PR လုပ်မဲ့ကကျွန်တော်ရဲ့ upstream လား upstream ဆိုပြဿနာမရှိဘူးမဟုတ်ကျွန်တော် upstream ကျွန်တော်ပတ်စံပေးတာခေါ်ပြီးတော့ sell လို့ရတယ်ဟုတ်တယ်နံပါတ်1ခေါ်ပြီး complain လုပ်လို့ရတယ်ဒါပေမဲ့အောက်က downstream ဆိုရင် customer ကျွန်တော် customer ကျွန်တော် PR လုပ်တယ်တော့ downstream ကကျွန်တော် customer ဖြစ်တဲ့ customer က technically strong ဖြစ်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်က maximum security ကျွန်တော် protect လုပ်အောင်ကျွန်တော်ဘေးတိုက် PIN ဖြစ်သွားပြီဆိုရင် maybe some technical knowledge တခုတော့ရှိရင်ရှိမှာပဲဒါဆိုရင်တော့ကျွန်တော် semi trust လုပ်လို့ရတယ်ဟုတ်ပါတော့ကျွန်တော်ရဲ့ upstream ဆိုရင်တော့ तू ကကျွန်တော်ရဲ့ upstream ဖြစ်နေတဲ့အတွက် तू က technically ကျွန်တော်နဲ့ပို strong လည်းဖြစ်တဲ့အတွက်
သူကပေါက်ကရမလုပ်ဘူးလို့ကျွန်တော်ယူဆလို့ရတယ် even ပေါက်ကရလုပ်ခဲ့သည်ရှိတော့ကျွန်တော်က complaint ticket ဖွင့်ပြီးတော့ NOC ခေါ်ပြီးရှင်းလို့ရတယ်ဟုတ်နော်အဲ့တော့ကျွန်တော်တို့ရဲ့ first level ပေါ်မူတည်ပြီးတော့ကျွန်တော်တို့က business requirement မူတည်ပြီးတော့ကျွန်တော် peering မှာ filtering တွေကွာသွားလိမ့်မယ်အဲ့ဒီရလားမသိတော့အဲ့တော့ကျွန်တော်တို့ BGB ကိုမနေ့ကလည်းကျွန်တော်လုပ်ခဲ့ပြီး BGB filter လုပ်ခါကျရင်ကျွန်တော်တို့ကဘာရှိရဆို IP address ကိုကျွန်တော် filter လုပ်လို့ရတယ်ဟုတ်ပြီနော်ဒီကျွန်တော် PM တွေဒီ8.8.8မလာပါနဲ့ကျွန်တော် filter လုပ်လို့ရတယ်နံပါတ်1နံပါတ်2ကဒီ8ကျွန်တော်နဲ့ဒီ PM နဲ့ဒီ AS number တွေမလာပါနဲ့ကျွန်တော် filter လုပ်လို့ရတယ်နော်နံပါတ်3ကကျွန်တော်ဗာလဲဆိုတော့အကဲဝင်လာခဲ့သည်ရှိတော့ကျွန်တော် local preference လုပ်မယ်တို့ local preference တင်မယ်တို့ကျွန်တော်သုံးမျိုးလုပ်လို့ရတယ်ဟောအဲ့တော့ကျွန်တော်စီဝင်လာတဲ့ traffic ကိုကျွန်တော် based on the IP address နဲ့ကျွန်တော် filter လုပ်လို့ရမယ် based on the AS number နဲ့ကျွန်တော် filter လုပ်လို့ရမယ် based on ကျွန်တော်ဗာနဲ့လုပ်လို့ရမလဲဆိုတော့ကျွန်တော်ရဲ့ traffic engineer မနေ့ကလုပ်ခဲ့တဲ့ lab ဟိုနော်မနေ့ကမလွင်လို့နဲ့လုပ်ခဲ့တဲ့ based on the traffic engineer ကျွန်တော် route map နဲ့ local preference တွေတင်တာတို့ MED တွေတင်တာတို့ရှိတယ်အဲ့တော့ကျွန်တော်အလွယ်တကူပြောရင် incoming traffic တစ်ခုဝင်လာရင်ကျွန်တော်ဗာနဲ့လုပ်လဲဆိုတော့ prefill list filter list route map နဲ့လုပ်လို့ရ PFR အဲ့တော့ဝင်လာရင်ကျွန်တော်အဲ့3ခုလုံးရေးထားရင်ဘယ်ဟာကို apply လုပ်လဲဆိုတော့ number 1 prefill list ကို apply လုပ်တယ်ဟာပေါ့ကျွန်တော် neighbor နေပြီးတော့ကျွန်တော်ဘာ filter လုပ်မလဲဆိုတော့မှကျွန်တော်တို့ရဲ့ IFC 1918 IP တွေ IFC 1918 IP ဆိုတော့ကျွန်တော်ရဲ့ private IP တွေသူ့စီကနေပြီးတော့10 something 192 something 172ဝင်လာခဲ့သည်ရှိတော့ကျွန်တော်ဘယ်နည်းနဲ့မှလက်ခံစရာအကြောင်းမရှိဘူးသူရဲ့ private IP တွေဟုတ်နော်အဲ့ကျွန်တော်ရဲ့ prefill list မှာကျွန်တော်ဘာရေးရလဲဆိုတော့ prefill list နဲ့ 10/8 ကိုကျွန်တော် block လုပ်ရမယ် 172.16/16 နဲ့ 32ကိုကျွန်တော် block လုပ်ရမယ်ဒါကဘယ် even ကျွန်တော်ရဲ့sorry ကျွန်တော်ရဲ့ဘယ်နေပါပဲဖြစ်ဖြစ်ကျွန်တော်စီကသူ့စီကနေ191ဝင်လာစရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်ရဲ့ prefill list မှာကျွန်တော်ဗာရေးရမလဲဆိုတော့10 IP တွေ172 IP တွေ192 IP တွေကျွန်တော် filter လုပ်မယ် plus ကျွန်တော်ဘယ် IP ရှိသေးလဲဆိုတော့ကျွန်တော်တို့169 IP တွေ169 IP ဆိုတော့ကျွန်တော်တို့ရဲ့ Microsoft ရဲ့ဟိုကျွန်တော် laptop မှာ IP မကြရင်ဘာဖြစ်လဲဆို169ဟောအဲ့ IP တွေကျွန်တော် filter လုပ်ရမယ်ပြီးသွားပြီဆိုရင်နောက်တစ်ခါကျွန်တော်ဘာလုပ်ရမလဲဆိုတော့အကယ်၍ဘာ filter လုပ်မလဲ AS number filter လုပ်မယ်ကျွန်တော်ကဘေးကနေပြီးတော့ကျွန်တော် Google နဲ့ PI လို့ရင်ကျွန်တော်စီကို Google ရဲ့ IP တွေကျွန်တော်ကမသိဘူးဒါပေမဲ့ Google AS ကိုသိတယ်ကျွန်တော်နဲ့ Google နဲ့ PI လို့ရင်ကျွန်တော်စီလာမှာ Google ရဲ့ AS ပဲလာဟုတ်ပြီနော်အဲ့ဒီကျွန်တော်နဲ့ Google နဲ့ PI လို့တယ်မှာတခြားမှာထားပါတော့ကျွန်တော်မှာ Telenor တို့ AS ဆိုတော့ကျွန်တော်စီဝင်လာစရာအကြောင်းမရှိဘူးအဲ့တော့နောက်တစ်ခါကျွန်တော်ဘာလုပ်လဲဆိုတော့ခုနပြောလို့ AS နဲ့ filter လုပ်လို့ရတယ်ဟုတ်ပြီနော်ကျွန်တော်နဲ့ Fortune နဲ့ကျွန်တော် PI လို့တယ်ကျွန်တော်စီ Fortune AS ပဲဝင်လာလို့ရမှာ Fortune ကနေပြီးတော့သူ့မှာ string က Telenor တို့ Mytel လို့ရှိရင်AS တွေကျွန်တော်စီဝင်လာစရာအကြောင်းမရှိဘူးဟုတ်ပြီနော်နံပါတ်1ကကျွန်တော်ဘာလုပ်လဲဆိုတော့ AS နဲ့ filter လုပ်လို့ရမယ်နံပါတ်3ကကျွန်တော်ဘာလုပ်လဲဆိုတော့ route map နဲ့ခုနပြောမနေ့ကသင်ခဲ့တဲ့ local preference တင်မယ်တို့MED တင်မယ်တို့ဒါနဲ့ကျွန်တော်စီလုပ်တယ်အဲ့တော့ဝင်လာတဲ့ကောင်ကိုအဲ့လို filter အထက်စစ်ပြီးသွားရင်ကျွန်တော်ဘယ်တဲ့ထည့်မလဲဆိုတော့နံပါတ်1ကျွန်တော်ရဲ့ routing တွေပဲတဲ့ထည့် BGP တွေပဲတဲ့ကျွန်တော်ရောက်လာမယ်ဟုတ်ပြီနော်အဲ့လိုပဲကျွန်တော်ကနေပြီးတော့ဟုတ်ပြီနော်ကျွန်တော်ကနေပြီးတော့အပြင်ပြန်ထွက်ခါကြရင်လဲဟုတ်ပြီနော်ဟုတ်ပါကျွန်တော်က Google နဲ့လည်း PI လုပ်ထားတယ်ပြီးရင်ကျွန်တော်အပေါ်ကဘာလဲဆိုတော့Mytel ရှိတယ်ဟို operator ရှိတယ် Google ရောက်လာတဲ့ကောင်ကိုကျွန်တော် Mytel ကျွန်တော်ပြောစရာအကြောင်းမရှိဘူးအဲ့ကျွန်တော်ဘာလဲဆိုကျွန်တော်အထွက်မှာဘာပဲထွက်ရမလဲဆိုတော့ကျွန်တော်ရဲ့ AS ပဲထွက်ရမှာကျွန်တော်နေပြီးတော့ကျွန်တော် string ပြောတဲ့ခါကျရင်ဒါမှကျွန်တော် AS ထွက်ရမယ်ကျွန်တော် customer AS ထွက်ရမယ်ကျွန်တော် PI ရလာတဲ့ AS number တွေကိုကျွန်တော်ရဲ့ string ကိုကျွန်တော်ပြောဖို့ကျွန်တော် responsibility မဟုတ်ဘူးဟုတ်ပြီနော်ကျွန်တော်ဘေးမှာကျွန်တော် Fortune နဲ့ PI လာ Fortune AS ကိုကျွန်တော် string ကျွန်တော်ပြောဖို့တောင်းမရှိဘူးဒါပေမဲ့ကျွန်တော်အောက်မှာကျွန်တော် customer CV band တို့ Yoma band တို့ AS ကချိန်ထားတယ်ဆိုရင်အဲ့ဒါကိုပြောရမယ်နော်ကျွန်တော်အထွက်မှာလဲကျွန်တော်ဘာလို့ဆိုတော့ခုနပြောတဲ့ AS မှာလဲဘယ် AS တွေပဲပေးထွက်မယ်ဆိုတာကျွန်တော် filter လုပ်မယ်ကျွန်တော် customer AS တွေပေးထွက်မယ်ကျွန်တော် AS ထွက်မယ်ကျွန်တော် PI AS တွေပေးထွက်စရာအကြောင်းမရှိဘူးအဲ့လိုလုပ်မယ်အဲ့လိုပဲ prefill list အောက်မှာလဲကျွန်တော်ဘာ filter လုပ်ရမလဲဆိုတော့ကျွန်တော်ရဲ့ network ထဲမှာကျွန်တော် AS တွေထဲမှာကျွန်တော်ရဲ့10 something တွေရှိမယ်172တွေရှိမယ်192တွေရှိမယ်အဲ့ဒါတွေကိုကျွန်တော်အပေါ်အောက် going ကိုကျွန်တော်ပြောစရာအကြောင်းမရှိဘူးဟုတ်ပြီနော်နောက်တစ်ခါပြီးရင်ကျွန်တော်ကလည်းအကယ်၍ကျွန်တော် string နဲ့သွားပြီးကျွန်တော်မှာ applet 2ခုရှိတယ်ဆိုရင်ကျွန်တော် traffic engineer ပြန်ကြည့်မယ်အဲ့တော့ကျွန်တော်မှာဘာရှိမလဲဆိုတော့ route map လည်းရှိဘူး
နော်အဲ့ဒါလေးတစ်ချက်ကျွန်တော်တို့ရှိရနော်တတိကုံအောင်ခဏနောက် filtering နောက်တစ်ခုကဗျာဒါအဲ့ဒါကျွန်တော်ဘယ်ရနေဆိုတော့ကျွန်တော်ရဲ့ BGP to BGP ဟုတ်ပြီနော်နောက် filtering တစ်ခုကဘယ်နေရာမှာရှိမလဲဆိုတော့ကျွန်တော် network ထဲမှာကျွန်တော်တခြား routing protocol run တာ OSPF တို့ EIGRP တို့အဲ့ကနေပြီးတော့ BGP တဲ့ကိုထည့်တာရှိတယ်ဟုတ်ပြီနော်အဲ့ဒါတွေလည်းကျွန်တော် filter လုပ်အောင်ဟုတ်ပြီနော်ဒါကအပြင် external BGP ကလာတာကိုယ့်ဘက် BGP ကိုသွားတာ plus ကျွန်တော်အမှ IIP တို့ EIGRP run တာ EIGRP ကနေဒီထဲကိုလည်းကျွန်တော် BGP ထဲကိုထည့်တာတွေလည်းရှိမယ်အဲ့ဒါတွေလည်းကျွန်တော် filter လုပ်အောင်မယ်BGP ထဲကနေကျွန်တော်ရဲ့ IGP ထဲကိုထည့်တာတွေလည်းရှိမယ်အဲ့ဒါတွေကိုလည်း filter လုပ်မယ်အဲ့ကောင်ကသုံးတစ်ခါကြာရင်ကျွန်တော်တို့ route map တို့ redispute တို့တော့မယ်အဲ့တော့အဓိကကျွန်တော်ပြောချင်တာကအဝင်မှာကျွန်တော်တို့ prefix list filter list route map အဲ့သုံးခုလုံးကိုသုံးအောင်ပါဟုတ်ပြီနော်အထွက်မှာလည်းအဲ့သုံးခုလုံးကိုပြန်သုံးအောင်မယ်အဲ့တော့ sequence ကပါ prefix list မှာ deny ဖြစ်သွားရင် filter list ဒီ sequence ကိုနားလည်ထားရမယ်နော်အဲ့တော့တစ်ခုပြီးကျွန်တော်တို့လုပ်အောင်မယ်အဲ့တော့ PF ပါကျွန်တော်တို့အလွယ်တကူမှတ်တာ PF ပါပေါ့နော်အထွက်ကြတော့ပြောင်းပြန်ပေါ့ RFP နဲ့ပြန်ထွက်တယ်ဟုတ်ပြီနော်အဲ့တော့ခုနကကျွန်တော်ပြောသလိုကိုယ်စီဝင်လာတဲ့ customer ရဲ့ဟုတ်ပြီနော်ကျွန်တော် customer ကဟုတ်ပြီနော် /22 ပဲပိုင်နေဆိုရင်ဟုတ်ပြီနော်သူ့ IP address က 103.103.84. something ပဲဖြစ်တယ်ဆိုရင်အဲ့ IP ကိုကျွန်တော်စီဝင်လာရမှာကျန်တဲ့ IP ဝင်လာစရာအကြောင်းမရှိဘူးကျွန်တော် filter လုပ်ရမှာတခါလဲကျွန်တော်ဝင် list ကိုရေးအဲ့ဒါနဲ့ကျွန်တော် amount about filter ကိုကျွန်တော် apply လုပ်နော်အဲ့တော့ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ customer နဲ့ PI လုပ်တဲ့ခါကျရင်ဟိုစပြီးကျွန်တော်ပြောမယ်ကျွန်တော်မှာ PI 3ခုရှိမယ် customer နဲ့ PI လုပ်တာရှိမယ် upstream နဲ့ PI လုပ်တာရှိမယ် sorry downstream ကျွန်တော် customer နဲ့ PI လုပ်တာရှိမယ် basic ကျွန်တော်ရဲ့ PI customer IX မှာ PI လုပ်တာရှိမယ်ကျွန်တော်ရဲ့ upstream နဲ့ PI လုပ်တာရှိမယ်အဲ့တော့ကျွန်တော်အရင်ဆုံး downstream နဲ့ PI လုပ်တဲ့ခါကျရင် number 1 customer စီကနေပြီးတော့သူနဲ့ဆိုင်တဲ့ IP address ပဲလာရမယ်နော် customer /22 ပိုင်/22 IP ပဲကျွန်တော်လုပ်ရမယ်အဲ့တော့ကျွန်တော်အဝင်ကိုကျွန်တော်လုပ်ရမယ်ဟုတ်ပြီနော်ကျွန်တော် filter လုပ်ရမယ်နော် customer စီကအဝင်အဲ့တော့ customer IP အသစ်ပို့လာတယ်ဆိုရင်အသစ်ပိုင်နေဆိုရင်ကျွန်တော်စီ chain request ပို့ရမယ်အမော service request တောင်းရမယ်အဲ့ကြမှာကျွန်တော်က manually ဝင်ပြီးတော့ဖွင့်ပေးရမယ်နော် customer /22 သူသုံးနေနဲ့မလောက်တော့လို့/20နော် IP တခုပိုင်ပါတယ်ဆိုရင်ဟုတ်ပြီနော်ကျွန်တော်ကဝင်ပြီးဖွင့်ပေးရမယ်အဲ့တော့ customer စီကလာတိုင်းလဲကျွန်တော်တို့ကမဖွင့်ပေးဘူးအဲ့ customer IP တကယ်ပိုင်လားမပိုင်လားကျွန်တော်ကြည့်အောင်ဟုတ်နော်ဒါတကယ် real life မှာဖြစ်ခဲ့တာဥပမာ customer သူ DIP လက်ရှိသူက 100.100.64 ကိုကျွန်တော်ဖွင့်ထားပေးရ sorry 103.103.64 ကိုကျွန်တော်ဖွင့်ထားပေးရသူက67ပိုင်ပါတယ်ဆိုပြီးဖွင့်ခိုင်းပေးမယ်ဖတ်ဆိုပြီးတော့ router ထဲဝင်ဖွင့်လို့မရအောင် customer စီက official request လာနော် service request လာဒါပေမဲ့အဲ့ဒါတကယ်ပိုင်မပိုင်ကျွန်တော်ဘယ်မှာကြည့်ရမလဲ AP နဲ့မှာတက်ကြည့်ရမယ်ပြီးမှကျွန်တော်ဖွင့်ပေးရမှာဟုတ်ပြီနော် customer သူပိုင်တယ်လို့ပြောတာပဲလေဒါပေမဲ့ကျွန်တော်မားဖွင့်လိုက်တယ်ပြီးလဲပြီးတော့ customer တစ်ခုဖြစ်လာကျွန်တော် customer blame လို့မရဘူးကျွန်တော်ကဒီ customer ဒါကိုပိုင်လားမပိုင်လားကျွန်တော်ခုနဟို AP နဲ့ who is database မှာဒီ customer ပိုင်လားမပိုင်ဘူးဆိုရင်တော့ maybe customer ပြောရမှာငါတို့ AP နဲ့မှာကြည့်ရဒီ IP ကမင်းမပိုင်ဘူးတခြားလူပိုင်နေတယ်ဒါဆိုရင် maybe အဲ့ဒါမင်းက state ကြီးညာခြင်း authorization letter ပေါ့အဲ့ process တွေသွားအောင်ပေါ့နော် authorization letter တို့ဒါကိုကြီးညာခွင့်ပြုကြအောင်ဒါမျိုးတွေကျွန်တော်ခွင့်ပြုအောင်ဟုတ်ပြီနော်အဲ့တော့ customer စီကလာရင်ကျွန်တော်တို့နော်ဘယ် IP တစ်ခုရောက်ချင်းတော့ customer ရောက်1000ရှိရင် customer ရောက်1000အတွက်ကျွန်တော်တို့ prefix list အရောက်အခု1000ရှိမယ်ကျွန်တော် router မှာနော်ကျွန်တော် IG2 router မှာ customer ရောက်1000ကျွန်တော် PI လုပ်ထားရင်အဲ့အရောက်1000ကျွန်တော် maintain လုပ်ရမယ် manage လုပ်နော်အဲ့ဒါက router config ထဲမှာမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့ documentation ထဲမှာပါကျွန်တော်တို့ရဲ့ OSS BSS server ပါကျွန်တော်တို့အဲ့ဒါကိုမှတ်ထားပါ chain request လာရင်ဘယ်နေ့မှအသစ်ထပ်ထုတ်လဲကျွန်တော်မှတ်ထားဟုတ်ပြီနော်အဲ့တော့ PR လာတယ်ဆိုရင်အဲ့လိုမျိုး IP နဲ့ကျွန်တော် filter လုပ်ပြီးမှကျွန်တော်က Google နဲ့ကျွန်တော် PR လုပ်တယ်Google IP ကအများကြီးကျွန်တော် IP address နဲ့ကျွန်တော် prefix ဘာလို့ဆိုတော့ filter လုပ်လို့မရတော့ဘူး Google မှာ IP ဘယ်နှခုပိုင်လဲထားပါအခု20ပိုင်တယ်ကျွန်တော်အခု20ဖွင့်ထားပေးလိုက်ခုန prefix list နဲ့ရေးပြီးတော့ IP နဲ့ရေးဖွင့်ထားတယ်
Google နောက်တစ်ရက်ကျတော့နောက်တစ် IP အသစ်ထပ်ထိုးကျွန်တော်အကြောင်းကြားမှာမဟုတ်ဘူးနော် Google IP အသစ်3ခုထပ်ဒါမှမဟုတ်သူ့မှာရှိရအခု20တဲ့5ခုသူများရောင်းလိုက်တယ်ဘယ်သူမှသိမှာမဟုတ်အဲ့လိုမျိုးကျွန်တော် PM ဖြစ်သွားရင်တော့ဟိုကျွန်တော် MMI ဆိုတော့ကျွန်တော်မှာ ISP ချိန်ထားတာကျွန်တော် Fortune ဆိုရင်ကျွန်တော်မှာဒီ MMI မှာချိန်ထား ISP ကအခု40လောက်ရှိတယ်အဲ့အခု40 IP တခုချင်းကျွန်တော်မသိဘူးအဲ့ကြရင်ကျွန်တော်ဘာနဲ့လုပ်မလဲဆိုတော့ maybe သူတို့ရဲ့ AS number နဲ့ကျွန်တော် filter လုပ်ဟုတ်နော်အဲ့တော့ကျွန်တော် PR မှာဆိုရင်တော့ကျွန်တော်တို့ဘာနဲ့လုပ်မလဲဆိုတော့ကျွန်တော်တို့ဘာနဲ့လုပ်မလဲဆိုတော့ဒီ AS number နဲ့ကျွန်တော်တို့ filter လုပ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒါခဏကြာ slide ကလည်းမှားသွားတော့နော် slide ကပြောင်းပြဖြစ်သွားအဲ့တော့ကျွန်တော် PR မှာလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဘာလဲလုပ်လဲဆိုတော့ကျွန်တော် AS number နဲ့ကျွန်တော်တို့ filter လုပ်မှာခဏလေးမှားနေတယ် slide ကဘယ်တော့သွားတက်ကြည့်တော့တခြားဆောက်ဟုတ်ရနော်အဲ့တော့ကျွန်တော်တို့အဲ့ဒါနဲ့ကျွန်တော်တို့ filter လုပ်မယ်အဲ့တော့ PR လုပ်မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါနဲ့လုပ်မယ်ခဏလေးပြီးရင် string ဟုတ်ပြီနော် string ဆိုရင်တော့ကျွန်တော်တို့ခုနဘာတွေလုပ်မယ်ဆိုရင် string ဆိုရင် normally ကျွန်တော်တို့ကဘာလဲဆိုတော့ from string ဆိုရင်ကျွန်တော်တို့ကဘာ filter မလုပ်လဲဆိုတော့ကျွန်တော်စီအဝင်ကိုကျွန်တော်တို့က view မဆိုင်တော့ဘာကြောင့် string ဖြစ်တဲ့အတွက်ကျွန်တော်သူ့ရဲ့စီကနေ internet တွေပဲတစ်ခုလုံးဝင်ရမယ်string ကြရင်ကျွန်တော်ဘာကိုကြည့်စေကျွန်တော်စီကအထက်ကိုကျွန်တော်ပြန်ကြည့်ဆိုင်နော် down string ဆိုရင်ကျွန်တော်စီဘာဝင်လာမလဲကျွန်တော်ကြည့်ဆိုင်မယ်string ကြရင်ကျွန်တော်က customer ပြဖြစ်သွားပြီကျွန်တော်စီကဘာဟုတ်ပြီနော်သူ့စီကဘာဝင်တခုမှရင်ကျွန်တော်သူ့ပြောတယ်ဒါပေမဲ့ကျွန်တော်စီကအထက်မှာဒီဘက် PR route တွေကိုကျွန်တော်အပေါ်သွားတင်ရဘာလို့ဆိုအဲ့ဒီဘက်က PR route တွေကို Google ကျွန်တော်လည်း Google PR လို့လိုက် Google route ကိုကျွန်တော်သွားတင်ရရင် upstream က Google traffic တွေကျွန်တော်ကိုဖြတ်ပြီးတော့သွားနေမှာလေဟုတ်ပြီနော်သူ upstream ကနေပြီးတော့ Google သွား traffic ကျွန်တော် network ဖြတ်သွားနေကျွန်တော်ကအလကားနေကျွန်တော်ပတ်စံပေးထားတယ် upstream ကကျွန်တော် Google IP တွေတုံးတယ်အဲ့တော့ကျွန်တော်လည်း upstream PR လို့ခါကျကျွန်တော်က even ဘာပဲ focus လို့ဆိုတော့ကျွန်တော်စီကအထက်မှာဘာတွေပဲကျွန်တော်ခွင့်ပြုရမလဲဆိုတော့ကျွန်တော်ရဲ့ IP တွေပဲကျွန်တော်ခွင့်ပြုရမယ်ကျွန်တော်ရဲ့ customer IP တွေပဲကျွန်တော်ခွင့်ပြုရမယ်ကျွန်တော် AS ပဲပေးခွင့်ပြုရမယ်ကျွန်တော်ရဲ့ customer AS တွေပဲ upstream ကိုထွက်ရမယ်ဒါကိုကျွန်တော် filter လုပ်ဟုတ်ပြီနော်အဲ့ဒီရအောင်သိရပါခုနကကျ question မှာအဲ့ဒါပါမှာအဲ့လိုချင်းချောက်ဟုတ်ပြီနော်နောက်တစ်ခါခုနပြောတဲ့ခါမှာကျွန်တော် IP address တွေဟုတ်ပြီနော်အဲ့တော့ IP address တွေမှာပောက်ရ IP တွေကျွန်တော်ခုနပြောပြရင်10 something ကိုလည်းကျွန်တော် block လုပ်ရမယ်ဒါကဘယ် PR မဆို191.6ကိုကျွန်တော် PR လုပ်ရမယ်169ကိုကျွန်တော် block လုပ်ရမယ်ဟုတ်ပြီနော်နောက်တစ်ခါ172ကို block လုပ်ရမယ်နောက်တစ်ခါ 100.64နော် 100.64 ကဘာ IP လဲကျွန်တော်မှာရော100.64 ကဘာလဲဆိုတော့ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ private IP မဟုတ်ကျွန်တော်တို့ ISP တွေမှာသူတို့ရဲ့ one connectivity အတွက်သုံးထားတာတကယ် public IP မဟုတ်ဘူးအဲ့တော့ 100.64 ကလည်းကျွန်တော်စီမှာအဝင်လည်းမရှိအောင်အထွက်လည်းမရှိအောင်အဲ့လို pocket IP တွေအများကြီးရှိတယ်နောက်တစ်ခါကျွန်တော်တို့ class D address တွေဟုတ်ပြီနော်224 something ဝင်လာစရာအကြောင်းမရှိဘူးလေကျွန်တော်ရှိတာ class ABC ပဲရှိတာ class D address တွေ class E address တွေကျွန်တော်နဲ့ဟိုထက်ဝင်လာရင်ကျင်ညာလို့ရတာပဲဟိုဘက်ကနေကျင်ညာလိုက်ရင်အဲ့ဒါတွေလည်းကျွန်တော်ဘာလုပ်ရမလဲဆိုတော့ filter လုပ်ရမယ်အဲ့ IP တွေကိုကျွန်တော်ဘာခေါ်လဲဆိုတော့ bogon list လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ IP list တွေကဘယ်မှာရှိလဲဆိုတော့နံပါတ်1နားလည်းပဲအဲ့ bogon list တွေကို filter လုပ်ရမယ်အဲ့ IP address တွေကသိချင် internet မှာရှာလာအဲ့ IP ရှိတယ်အဲ့ဒါ copy ကူး filter လုပ်ရမှာဟုတ်ပြီနော်အဲ့ Geneva နဲ့အဲ့ဒါမှ IP address မကောက် Geneva Cisco နဲ့ဘယ်လိုရေးလဲ internet မှာရှာလိုက်အဲ့ Cisco တိုင်းပဲ Geneva နဲ့ဘယ်လိုရေးလဲရှာလိုက်ဟုတ်ပြီနော်အဓိကသုံးရမယ့်နေရာသုံးရမယ့်ဥစ္စာကိုသိရမယ်နော် IP ဖို့တော့ကျွန်တော်ဒီမှာသွားကြည့်လို့ရတယ်ဘယ် IP တွေဘယ်လို filter လုပ်ရလဲဆိုတာဒီ website တွေမှာ share ပြီးဒီ slide က share မှာသွားကြည့်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ IP တွေဘယ်ဟာတွေကျွန်တော် filter လုပ်ရမလဲဆိုတော့10 something ကို filter လုပ်ရမယ်164ကျွန်တော် filter လုပ်ရမယ်101လည်းကျွန်တော် filter လုပ်ရမယ်169ဒီ all ဒီအဲ့ဒါတွေကိုဟုတ်ပြီနော်ဒါကကျွန်တော်တို့အဲ့ဒါကဘယ် customer စီရပဲဖြစ်ဖြစ်string ရပဲဖြစ်ဖြစ် PR ပဲဖြစ်ဖြစ်ကျွန်တော်ဒါတွေကို filter လုပ်ရမှာအဲ့တော့ဒီမှာ IP တွေပါပြီးသားနော်ဒါတွေကုန်ကျွန်တော် filter လုပ်ရမှာအဲ့တော့ကျွန်တော်ပုံဝင်မှာဘာလို့လဲဆိုတော့အကုန်လုံး deny လုပ်ထားတယ်ဒါတွေနဲ့ deny လုပ်ပြီး channel IP တွေဒါကျွန်တော်ဗာပေးလို့မလဲဆိုတော့ပေးဝင်မယ်ဟုတ်ပြီနော်အဲ့တော့ IPv6 မှာလည်းအဲ့လိုပဲသူ့ရဲ့ IPv6 address တွေရှိရဲအဲ့တော့အဲ့ဒါတွေအကုန် filter လုပ်မယ်အဲ့တော့ဒီကောင်လေး up to date ကကျွန်တော်ပြောဆို internet မှာရှာကြည့်လို့ရတယ်ဘယ်မှာ internet မှာလည်းဟို Pocket website တွေသွားကြည့် Pocket filter မလုပ်ရဘူးဟုတ်ပြီနော်ကျွန်တော်တို့
trust ဖြစ်တဲ့ source ကနေယူပြီးတော့ပဲကျွန်တော် filter လုပ်မှာအဲ့ဒါကျွန်တော်တို့ဗာပြောထားလဲဆိုတော့ဒီ website တွေမှာအဲ့အကောင့်တွေ up to date ဖြစ်တဲ့ trust ဖြစ်တဲ့ကောင်ဟုတ်ပြီနော်ဒါကြောင့် IP address ကမှားပြီးတော့ filter လုပ်အောင်ဟုတ်ပြီနော်အဲ့အကောင့်တွေလည်းကျွန်တော်တို့ပြန်ပြီးတော့ filter လုပ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဟာရှိလဲဆိုတော့ AS bus filter အဲ့တော့ခုန IP တွေ filter လုပ်ပြီးသွားရင်နံပါတ်1ကကျွန်တော်ဘာ filter လုပ်မလဲဆိုတော့ AS bus တွေ filter လုပ်မယ်အဲ့တော့ AS bus ပါဆိုကျွန်တော်ပြောသလိုကျွန်တော်စီကအထွက်မှာကျွန်တော် AS bus ထွက်ရမယ်ကျွန်တော် customer AS bus ထွက်ရမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့မနေ့ကလည်းပြောခဲ့ပြီးပြီကျွန်တော်စီကအထွက်မှာကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့ filter list ဆိုပြီးတော့ AS bus ကိုလုပ်မယ်အဲ့တော့ရေးရဲ့ method တွေကဒါမျိုးတွေရှိတယ်ဟိုတော့မနေ့ကပြောဟို regular expression လည်းကြည့်ခဲ့ပြီး AS number ဘာနဲ့တူတာမတူတာအဲ့တော့ကျွန်တော်ဒီရေးဝင်ရေးနေ method ရှိတယ်ဟောဒါတွေလည်းကျွန်တော်တို့ရေးရရတယ်အပြင်ကျွန်တော်တို့ AS bus မှာလည်းကျွန်တော်ဘာတွေ filter လုပ်ရမလဲဆိုတော့ private AS number တွေဟုတ်ပြီနော်64500လို့ဟုတ်ပြီနော်ဒီ private AS တွေလည်းကျွန်တော်တို့ဘာလဲဆိုတော့ filter လုပ်ရမှာအပြင်ထွက်လို့မရဘူးကျွန်တော်တို့ private AS တွေတုံးထားတယ်ကျွန်တော် customer private AS တုံးထားတယ်အပြင်ကျွန်တော်ပေးထွက်လို့မရအောင်ဟုတ်ပြီနော်အဲ့ဒါလေးကျွန်တော် filter လုပ်ရမှာဟုတ်နော်အဲ့တော့ကျွန်တော်တို့ခုန IP မှာဆိုရင် private IP တွေဘိုကွန် IP တွေရှိသလိုဒီမှာလည်းဘိုကွန် AS တွေရှိတယ်ဟုတ်နော်အဲ့ဒါတွေကိုကျွန်တော် filter လုပ်ရမယ်အဲ့တော့အဲ့ဒါဘာလို့လဲဆိုတော့အဲ့တော့ဒီ AS တွေကျွန်တော် Cisco မှာဆိုဒီလိုရေးရကျွန်တော်လည်း number မသိအဲ့ website မှာသွားကြည့်အဲ့ဒါ you copy to apply လုပ်သိချင်ဒီ date ဖတ်ဟုတ်ပြီနော်ဒါရှင်းဆုံးပြောအဓိကအဲ့ဒါသိထားဖို့အရေးကြီးတယ်ဘိုကွန် IP တွေ filter လုပ်ရမယ်ဘိုကွန် AS တွေ filter လုပ်ရမယ်အဲ့မှာဒီဒါကကျွန်တော် Cisco method နဲ့ရေးတာအဲ့မှာ Juniper တော့ရေးတာရှိတယ် Huawei တွေရေးတာရှိတယ်ကျွန်တော်တို့ MMI ဆိုရင် router ကကျွန်တော် route server ကဘာသုံးထားလဲဆိုတော့ဘတ်သုံးထားတာအဲ့တော့ကျွန်တော်ဒီလိုရေးရတာခုနပြောရဲ64511 filter လုပ်တယ်64535 filter လုပ်တယ်ဒီလိုဒါကျွန်တော်တို့ရေးရဲ့ method Cisco router မှာကျွန်တော်ဒီလိုရေးလို့မရဘူးဒီလိုရေးရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ filter လုပ်ပြီးသွားရင်နောက်တစ်ခါကျွန်တော်တို့ဘာရှိလဲဆိုတော့ route map ကတော့မနေ့ကတီးပြီးသားကျွန်တော်တို့ community set လုပ်တာတို့ MED တို့ local preference တို့ခါကြရင်လည်းကျွန်တော်တို့ဒါတွေကိုသွားပြီးတော့ကစားပြီး filter လုပ်ရ BGP community နဲ့ဘယ် AS ကိုကြီးညာမယ်ဘယ် AS ကိုမကြီးညာဘူးမနေ့ကလုပ်ခဲ့ပြီးပြီအဲ့ဒါတွေနဲ့ကျွန်တော်သွားပြီးတော့လုပ်လို့ရတယ်ဟုတ်နော်အဲ့တော့ကျွန်တော်တို့ MMI ဆိုမှဆိုရင်965 ဖုန်းနဲ့ကြီးညာမယ်ဟိုလည်းမကြီးညာဘူးဒါမျိုးတွေကျွန်တော်တို့ရှိနော်အဲ့ဒါတွေအကုန်ကျွန်တော်တို့ရေးထားချက်နော်အဲ့ဒါလည်းရေးလို့ရတယ်နောက်တစ်ခါမနေ့ကပြောခဲ့တဲ့ဘာလဲဆိုတော့ RTBH တချို့သော DDoS attack တွေလာခဲ့ရင်ကျွန်တော်ဘာနဲ့လုပ်မလဲဆိုတော့ select 32နဲ့ကြီးညာပြီးတော့ black hole လုပ်မယ်အဲ့ဒါလေးကျွန်တော်ရှင်းအောင်ဒီမှာတော့ကျွန်တော်ဒီလေးမပြောဘူးပေါ့နော်အဲ့တော့အဲ့ဒါ automatic ထုတ်ခါလောက်အောင်ကျွန်တော်ဗာပေးရမလဲဆိုတော့ AIP နဲ့ community value နဲ့ next hop ကိုကျွန်တော်ကလုံးလိုက်တာနဲ့ကျွန်တော်ရဲ့ PR router တွေမှာ automatic အဲ့ကောင်ကို NAS route လုပ်ပြီးတော့ traffic တွေကို black hole လုပ်တယ်ပေါ့နော် RTBH ဟုတ်ပြီနော်အဲ့တော့ remote trick က black hole ဆိုပြီးသားကျွန်တော်ပြောရဲအဲ့တော့ဒါကျွန်တော်သိချာမပြောတော့ဘူးဟုတ်ပြီနော်နောက်တစ်ခါခုနပြောတဲ့ IR ဟုတ်ပြီနော်အဲ့တော့ network တစ်ခုကျင်ကြပြီဆိုရင်ကျွန်တော်တို့ကနောက်တစ်ခုပါရှိသေးလဲဆိုတော့တကယ် customer ကကျင်ကြပြီခုနပြောဆို customer က103.84 something ကိုကျင်ကြပြီပါဆိုရင်ပိုင်မပိုင်ကျွန်တော်ဘယ်မှာကြည့်ရလဲ AP နဲ့မှာကြည့်ရတယ်နောက်တစ်ခါအဲ့ဒါကို AP နဲ့မှာ manual မကြည့်ချင်ကျွန်တော်တို့ router ကိုကျွန်တော်တို့က database နဲ့ချိန်ထားလို့ရတယ်အဲ့ဒါဘာတွေလဲဆိုတော့ RADB ဟုတ်နော်အဲ့တော့ RADB မှာဘာလဲဆိုတော့ raw object တွေ raw property တွေ check အဲ့ဒါနဲ့ကြည့်ပြီးကျွန်တော်က filter လုပ်လို့ရတယ်အဲ့တော့ကိုက DIP ပိုင်နေဆိုရင်ကျွန်တော်တို့က AP နဲ့မှာ update လုပ်ရမယ် RADB ဒါမှမဟုတ်ရင် RADB website မှာကျွန်တော်သွားပြီးတော့ DIP ကျွန်တော်ပိုင်ကြောင်းလို့ဒါဆိုရင်ကျွန်တော် app stream ရသိတယ်ဟိုကျွန်တော်တို့နဲ့ဟိုဗမာပြည်မှာတော့ကျွန်တော်မှ103တော့ကျွန်တော်ကြီးညာခြင်းနေဆိုရင်ကျွန်တော်မှ Orido ဆိုရင်ကျွန်တော် manually ပြောရတယ်ကျွန်တော်နိုင်ငံခြားမှာကျွန်တော် Syntel တို့ဘာမှာကျွန်တော်က manually ပြောစရာမလိုကျွန်တော်က103ပိုင်နေဆိုရင်ကျွန်တော်ပိုင်ဆိုင်ကြောင်းကိုကျွန်တော် AP နဲ့မှာ update လုပ်ရင်မလုပ်ရင် RADB မှာ update လုပ်ပြီးရင်ကျွန်တော် network မှာကြီးညာလိုက် Syntel automatic ပွင့်တယ်ကျွန်တော်က103ဆိုတဲ့ IP ပိုင်ကြောင်းကိုကျွန်တော် RADB မှာ update မလုပ်ထားဘူးဆိုရင်တော့ object ကို update မလုပ်ထားရင်ကျွန်တော် network ကြီးညာ Syntel automatic တနိုင်ဟုတ်တော့ဒါ automation တွေဖြစ်လာတယ်ပိုင်ဆိုင်ကြောင်းကိုပိုင်ဆိုင်တဲ့လူကပဲပြောရမှာဟုတ်ပြီနော်အဲ့ဒါလေးရှိမယ်တော့ object တွေရှိမယ် RADB ဒါကခုနပြောသွားရင်ဟုတ်တယ်မလားဒါပြောသွားရင်ဟုတ်တယ်မလားနောက်လေးပြောမယ်နော် RADB ရှိမယ်မပြောရသေးဘူးနော်နောက်လေးပြောမယ်ပြီးရင် ROE လည်းပြောပြသွားရင်ဟုတ်တော့ AS တဲ့နောက်လေးပြောမယ်ဆိုတော့ skip လုပ်လိုက်မယ်နောက်တစ်ခါပိုင်နောက်တစ်ခါကျွန်တော်တို့ဗာရှိနေဆိုတော့ PANDB မှာလည်းကျွန်တော်တို့ကြည့်လို့ရတယ်နောက် ROE ကခုနပြောပြသွားရင်နောက်တစ်ခုက ROE ဟုတ်ပြီနော်
ROE တွေနဲ့ကျွန်တော်တို့ရဲ့ပိုင်ကြောင်းမပိုင်ကြောင်း ROE valid ဖြစ်မှကျွန်တော်တို့ဗာလဲဆိုတော့ခွင့်ပြုမယ်ဒါတွေကိုကျွန်တော်တို့လုပ်အောင်ဟုတ်ပြီနော်အဲ့တော့ဒါကနေ့လည်ပြောပြီးဆိုတဲ့အတွက်ဘယ်လို configuration လုပ်ရလဲဆိုတာမနေ့က lab ရှိရပါတော့အဲ့ဒါလုပ်ရမှာအဲ့တော့ကျွန်တော်မပြောတော့ဘူးနော် validation ရှိမယ်အဲ့တော့ကျွန်တော်တို့ပြန်ပြောရင်ကျွန်တော်တို့ဗာလဲဆိုတော့ customer စီကလာရင်ပြန်နေရုံးချုပ်မယ်ဆိုရင်ကျွန်တော်နံပါတ်1ဘာ limit လုပ်ရမလဲဆိုတော့ /24 ပဲလက်ခံရမယ်အဲ့ထက်ကြီးတဲ့ကောင်လက်ခံစရာအကြောင်းမရှိဘူး AS limit လုပ်ရမယ် prefix ကိုလည်း limit လုပ်ရမယ်ဟုတ်နော်ဘယ်နှခုပဲလက်ခံမယ် customer စီကနေ /22 ပဲပိုင်8ခုကပြန်ပြောမယ်ဆိုရင် AS number ဘယ်နှခုပဲလက်ခံမယ် limit လုပ်ရမယ် prefix ဘယ်နှခုပဲလက်ခံမယ် limit လုပ်ရမယ် /24 ထိပဲလက်ခံရမယ်ပြီးရင် don't trust your customer honestly နော်အဲ့တော့ customer စီကလာရင်ကျွန်တော်ဘာနဲ့လုပ်ရမလဲဆိုတော့ prefix နဲ့ fit တာလုပ်ရမယ် peering ဆိုရင်သူ့မှာ IP အများကြီးရှိတဲ့အတွက်ကျွန်တော်ဘာလဲဆိုတော့ AS number နဲ့ fit တာလုပ်ရမယ် plus traffic engineering ကစားချင်တယ်ဆိုရင် route map နဲ့ကစားဟုတ်ပြီနော်အဲ့ဒါဆိုရင် question ဖြေနိုင်ပြီ။ဘာမေးစရာရှိသေးလဲမသိ။မေးစရာရှိဒီပါမေးတော့ခုနလေး question answer လာမှကျွန်တော်မမေးတော့ဖြေလို့မရတော့။နော်ရလားမသိအဲ့လောက်ဆိုရင်နော်အဲ့လောက်ရထားရင် configuration just you can take it from somewhere အဲ့လောက်နားလဲတော့အဲ့နောက်တစ်ခါ peering ပေါ်မူတည်ပြီးတော့ filtering requirement လိုပါရင် don't trust တဲ့ကောင်ကျွန်တော်ငယ်ငယ်တော့ဖြစ်ခဲ့ဘူးတာဗါလဲဆိုရင်ကျွန်တော် one of the အရင် overseas မှာလုပ်တော့ one of the organization မှာကျွန်တော်လုပ်တော့ကျွန်တော်စီကို IBM တွေ request လာတယ် customer IBM ဘယ် network manage ဆိုတော့ single airline network manage လုပ်တယ် single airline ကကျွန်တော်တို့နဲ့ peering လုပ်တယ် peering လုပ်ထား IP ကျင်တာအဲ့မှာ IBM တွေ request လာ IBM ဆိုတော့ company ကြီးနော် IBM request ဒီ IP ကိုကျင်ညာပေးပါဆိုပြီးတော့ကျွန်တော်စီ request လာတယ်ကျွန်တော်ကပိတ်ထားပြီးသားလေဒီ IP ကို prefill list မှာ103တော့136လားမသိဘူးအဲ့ IP address ကိုဖွင့်ပေးပါ103တော့136ဆို IP ဖွင့်ပေးပါတော့ဟိုကသူစီက request လာတယ် found လာတယ်ကျွန်တော် router ထဲဝင်ပြီးတော့ရိုက်ပြီးသွားပြီ enter ခောက်မဲ့အချိန်မှာနေပါဦးဆိုအဲ့သူပြောတဲ့ IP ကို103တော့136ကိုတက်ကြည့်လိုက်ရောသင်္ကွယ် airline မဟုတ်ရှား customer ဖြစ်တယ်အဲ့ကြမှာကျွန်တော်က customer စီပြန်ပြီးတော့ပြောတော့မင်းတို့တခုဖြစ်နေလားမသိဘူးဒီ IP ကငါတက်ကြည့်တော့ဗောနော် short ပါပြရတာဗောနော်မင်းတို့ IP မဟုတ်ဘူးမင်းတို့သုံးချင်တယ်ဆိုရင်တော့ authorization လာပါဆို customer စီကကျွန်တော်ခွန်းလဲလာဘာလာလဲဆို sorry type ပို့အဲ့ဒါဟုတ်ပြီနော်အဲ့ customer လာတဲ့ဥစ္စာယုံပြီးကျွန်တော်လုတ်ခက်လိုက်ရင်တက်တာတက်ပါတော့အဲ့တော့မားအကြောင်းကိုကျွန်တော် customer blame လုပ်လို့မရဘူးလေအဲ့တော့ကျွန်တော်မင်းပြောတဲ့100တော့136ကမင်း IP မဟုတ်ဘူးပေါ့နော်တခြား IP ဖြစ်နေလားမသိဘူးဆို screenshot ပြောတော့ customer တခွန်းပဲ IBM နေလာနော် sorry type ပို့ရပါဆို139နဲ့အဲ့တော့ even customer စီကလာရင် IDB စစ်ပါကျွန်တော်တို့ကမှာစစ်ပါဟုတ်ပြီနော်ဟော customer blame လုပ်ပြအကဲအကိုပေါ် upstream အမိုင်းတော့သွား complaint တင်လို့ရလိမ့်မင်းတို့ဘာ upstream ဖြစ်နေပြီးတော့လုပ်လဲအော် peering ဆိုရင်လည်းကျွန်တော်လုပ်လို့ရနော်အဲ့တော့ပြီးရင်နောက်တစ်ခါဘာတွေ filter လုပ်ရမလဲဆိုပြန်ပြောရင်အဲ့တော့ customer စီကဆိုရင်သူ့ AS ကိုလည်း filter လုပ် customer စီကတခြားဘာမှမလာ customer ဆိုရင်တော့3ခုလုံးသုံးရတယ် prefill list ကိုလည်း filter လုပ်ရမယ် AS နဲ့လည်း filter လုပ်ရမယ် route map နဲ့လည်း control လုပ်ရမယ် peering customer ဆိုရင်တော့ကျွန်တော်တို့ prefill နဲ့လုပ်လို့မရတော့ဘူးဒါပေမဲ့လုပ်လို့ရတယ် prefill list နဲ့ကျွန်တော်ဘာတွေ filter လုပ်လို့ရတယ်ဆိုတော့ Bogon IP တွေပြီးရင် filter list နဲ့လည်းလုပ်လို့ရတယ်သူ့ AS ပဲပေးလားဟုတ်ပြီနော်အဲ string ဆိုရင်တော့ကျွန်တော်ဘာလုပ်လို့ရဆိုတော့အများဆုံးတော့ကျွန်တော် route map နဲ့ကစားတယ်ကျွန်တော် traffic engineering နောက်တစ်ခါကျွန်တော်ဘာတွေ filter လုပ်ရမလဲဆိုတော့ပြန် recap လုပ်မယ်ဆိုရင် Bogon IP တွေ Bogon AS number တွေ filter လုပ်အောင်ဟုတ်ပြီနော်ရလားမသိဘူး any question မရှိဘူးအကုန်လုံးပြန်ကျင်နေရရင်တူတယ်ဟုတ်အဲ့တော့ question answer တင်မယ်တဲ့